မြန်မာစကားနဲ့မြန်မာစာကိုရိုးရိုးထွေးထွေးသုံးစွဲနေကြတာကြောင့်အမှတ်တမဲ့ဆိုရင်အတူတူပဲလို့ထင်ရပေမယ့်တကယ်တော့မြန်မာစကားနဲ့မြန်မာစာဟာမတူပဲပြပါတယ်မြန်မာကိုခဏထားပြီးစကားနဲ့စာကိုပဲအရင်ကြည့်ရအောင်ပါစကားဆိုတာအဓိကအပြင်လူတွေရဲ့ပါဇက်တွေကတန်းထုတ်လို့ထွက်လာတဲ့စကားတန်းတွေပါအဲ့ဒီစကားတန်းတွေကိုကောက်ကွေးအပြားလေးတွေနဲ့တရွက်ပေါ်မှာကြောက်တုံးပေါ်မှာပေပေါ်မှာပရပိုက်ပေါ်မှာစက်ကူပေါ်မှာနောက်ဆုံးကွန်ပျူတာမျက်နှာပြင်ပေါ်မှာရေးသားပုံနှိပ်လိုက်တော့မှစာရဲလို့ဖြစ်လာတာပါဒီတော့စကားနဲ့စာဟာမတူပါဘူးဒါပေမဲ့စကားရောစာရောအသုံးပြုပုံချင်းကတော့တူပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ရမှာစကားနဲ့ပြောပြီးဆက်သွယ်လို့ရတယ်လို့စာနဲ့ရေးပြီးဆက်သွယ်လို့လည်းရပါတယ်ဒါကြောင့်ပညာရှင်တွေကစကားရောစာရောဟာဘာသာစကားတစ်ခုရဲ့အတွင်းကွဲတွေပဲလို့ယူဆပြီးစကားကိုပြောဘာသာစကားစာကိုအရေးဘာသာစကားလို့ခွဲခြားခေါ်ဆိုကြပါတယ်ဒီတော့မြန်မာစကားနဲ့မြန်မာစာဟာလည်းအဲ့ဒါနဲ့တသဘောတည်းပါပဲမြန်မာစကားဆိုတာမြန်မာရင်းနှီးစဉ်ပါဇက်ကပြောဆိုနေတဲ့စကားတန်တွေပါပဲဘာသာစကားတိုင်းမှာအခြေခံအဖြစ်သရတန်နဲ့ပြည်တန်ဆိုပြီးအတန်နှမျိုးရှိတာမို့မြန်မာစကားမှာလည်းမြန်မာသရတန်မြန်မာပြည်တန်တွေရှိပါတယ်လူဆိုတဲ့စကားတန်ကိုကြည့်ရင်လာဆိုတဲ့ပြည်တန်နဲ့ဦးဆိုတဲ့သရတန်တွဲဆက်ထားကြောင်းသိနိုင်ပါတယ်သရတန်ကကြီးတန်မပါပဲသူကြည့်တဲ့လဲရွတ်ဆိုလို့ရပါတယ်အာအန်အအိုအောင်စသဖြင့်အပါတဲ့တန်တွေအားလုံးဟာသရတန်တွေကြီးပါပဲဒါပေမဲ့ပြည်တန်ကကြတော့သရတန်မပါပဲသူကြည့်တဲ့ရွတ်ဆိုလို့မရပါဘူးလာကိုပြည်တဲ့ရွတ်ချင်ရင်ရှာကလေးလေးထားတဲ့နေထားပဲရှိပါတယ်အတန်ထင်းထင်းရှားရှားထွက်မလာနိုင်ပါဘူးလာပြီးကိုနောက်ကဦးဆိုတဲ့သရတန်တွေလိုက်မှာပဲလာဦးလူဆိုပြီးအတန်ထွက်သွားတာပါမြန်မာစကားမှာအဲ့ဒီလိုသရတန်တွေပြည်တန်တွေမျိုးမျိုးတွဲဖက်ပြီးပေါ်ပေါက်လာတဲ့စကားတန်တွေကိုအသုံးပြုပြီးတယောက်နဲ့တယောက်ပြောဆိုဆက်သွယ်ကြပါတယ်မြန်မာစာကတော့ဆိုခဲ့တဲ့မြန်မာစကားတန်တွေကိုကြာကြာခံအောင်အမှတ်သားတွေနဲ့ရေးမှတ်ပြီးတည်ထွင်ထားတဲ့စာပါပဲခုနကပြောခဲ့တဲ့လူကိုပဲနမူနာပြရရင်ပါဇက်ထဲမှာရှာကိုအာကောင်နဲ့ထီပြီးရွတ်ဆိုရတယ်လာဆိုတဲ့အတန်ကိုအရေးဖြစ်တဲ့လာဆိုတဲ့ကွေးကွေးကောက်ကောက်စလုံးလေးနဲ့ရေးလိုက်တော့အစဖြစ်လာတာပါပဲဦးဆိုတဲ့နှခမ်းကလေးစုပြီးရွတ်ဆိုလိုက်တဲ့အတန်ကိုနှစ်ချောင်းငင်တင်ကြီးတာဖြစ်တဲ့အချောင်းကလေးနှစ်ချောင်းနဲ့ရေးလိုက်တော့အစဖြစ်လာတာပါပဲအဲ့ဒီနှစ်ခုပေါင်းလိုက်ရင်လာရေးနှစ်ချောင်းငင်လူဆိုတဲ့စလုံးလေးဖြစ်လာပါတော့တယ်မြန်မာစာပေတုံးကပေါ်တယ်ဆိုရင်တော့ပကံခေတ်စတိယာစုကပေါ်တာမို့လို့အခုဆိုရင်မြန်မာစာပေါ်တာဟာနှစ်ပေါင်း1000ကျော်ရှိနေပြီဆိုပေမဲ့မြန်မာစကားပေတုံးကပေါ်တယ်လို့မြင်ရင်တော့ဖြေရခက်ပါလိမ့်မယ်မြန်မာလူမျိုးရဲ့လို့စာပေါ်ကလေးကမြန်မာစကားပြောကြမှာဆိုတော့မြန်မာလူမျိုးနဲ့တူမြန်မာစကားပေါ်လာတယ်လို့ပြောရင်တဘာဝကြပါတယ်မြန်မာစာထက်တော့အများကြီးစော်မှာပါနောက်တစ်ခုကစကားဆိုတာကလည်းစကားပြောတတ်စအရွယ်ကလေးကတက်လာတာမဟုတ်လားမြန်မာကလေးတယောက်တစ်နှစ်ကျော်2နှစ်လောက်ဆိုရင်မြန်မာစကားစာပြီးပြောတတ်နေပါပြီဒါပေမဲ့မြန်မာစာကြတော့သင်ယူမှတတ်တာပါ။ကျောင်းသွားအပ်ပြီးဆရာဆရာမတွေကသင်ပေးမှတတ်တာမို့ဝေးရပါဆွန်အားနေတဲ့သူမဟုတ်ရင်မြန်မာတိုင်းမြန်မာစကားတတ်ကြပေမဲ့မြန်မာစာကြတော့မြန်မာတိုင်းမတတ်ပါဘူး။စာမတတ်တဲ့သူတွေရှိနေလို့လေရှေးကအားသုံးလုံးသင်တန်းတွေပါတွေလုပ်ပြီးခဲ့ရတာပါ။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကနိုင်ငံသားတွေအနေနဲ့သင်ချင်မြန်မာစာသင်စရာမလိုပဲမြန်မာစကားတတ်အောင်သင်လို့ရပါတယ်။တက်လဲတက်ပါတယ်။ဒါပေမဲ့မြန်မာစာမတတ်တဲ့သူမြန်မာစာတတ်အောင်သင်ချင်ရင်တော့မြန်မာစကားကိုအရင်တက်ထားမှသင်လို့ရပါမယ်။မြန်မာစကားမတတ်ဘဲနဲ့မြန်မာစာသင်လို့မရပါဘူး။ဒါတွေဟာမြန်မာစကားနဲ့မြန်မာစာမတူတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။မှတ်သားစရာအနေနဲ့မြန်မာစကားဘက်ကဆင်းသက်လာတယ်လို့ဆိုရင်ကမ္ဘာပေါ်မှာမျိုးနွယ်တူတဲ့ဘာသာစကားမျိုးစုကြီးတွေထဲမှာတိဘက်တရုတ်ဘာသာစကားမျိုးစုဆိုတဲ့မျိုးစုကြီးရှိပါတယ်။အဲ့ဒီမျိုးစုကြီးရဲ့မျိုးကွဲတွေထဲမှာတိဘက်မြန်မာမျိုးကွဲဆိုတာတစ်ခုပါပါတယ်။မြန်မာစကားဟာအဲ့ဒီတိဘက်မြန်မာမျိုးကွဲတွေကဘာသာစကားတစ်ခုဖြစ်တယ်လို့မှတ်သားနိုင်ပါတယ်။ဒါဖြင့်မြန်မာစာကရောဘက်ကဆင်းသက်လာတယ်လို့မေးခဲ့ရင်တော့မှတ်ဖွဲ့ပန်ရမြန်မာစာစူးစီးမှုတက်ဆိုတဲ့ဗီဒီယိုလေးမှာတင်ပြထားတဲ့အတိုင်းခရစ်တော်မပေါ်မီ BC 900စုလောက်ကလေးကအိန္ဒိယနိုင်ငံမှာစတင်ပေါ်ပေါက်လာခဲ့တဲ့ဗျံမီရေးသားကဆင်းသက်လာတဲ့စာရီထဲမှာမြန်မာစာလေးတစ်ခုပါဝင်ဖြစ်တယ်လို့ထပ်မံတင်ပြပါရစေခရစ်တော်ပေါ်စားလောက်မှာရေချောင်းကုံသွဲမှုတွေကတဆင့်အိန္ဒိယယဉ်ကျေးမှုဟာရှေးတောင်အာရှကိုပြန်နှလာခဲ့ပြီးအဲ့ဒီဗျံမီရေးသားကဆင်းသက်လာတဲ့စာရေးသားစနစ်ကိုမြန်မာရီရရှိခဲ့ရကမြန်မာစာပေါ်ပေါက်လာတယ်လို့မှတ်သားရမှာပဲဖြစ်ပါရဲ့ရှင်ဘာဝအတိုင်းပြောရရင်လူသားတွေဟာစာရေးသားတွေဘာတွေမပေါ်ခင်ကလေးကစိတ်ထဲမှာဝမ်းသာတာတို့ဝမ်းနေတာတို့ဒေါသဖြစ်တာတို့စသဖြင့်ခံစားလာရတဲ့အခါအဲ့ဒီခံစားချက်တွေကိုအတန်အနှိမ့်မြင့်ဖြတ်တောက်တွေနဲ့ထုတ်ဖော်ရွတ်ဆိုရကစားပြီးနှုတ်ပြောကြပြတွေပေါ်ပေါက်လာခဲ့တယ်လို့ပညာရှင်တွေကမိတ်ဆိုကြပါတယ်။အဲ့ဒီလိုဆိုရင်မြန်မာစာရေးသားမပေါ်လာခင်ကလေးကမြန်မာတွေရဲ့နှုတ်ပြမှာကြပြတွေသချင်းတွေပေါ်ပေါက်လာခဲ့မှာပါပဲ။မြန်မာစာပေမှာတွေ့ရတဲ့ကြပြတွေဘယ်ကစားတယ်လဲဆိုရင်တော့မြန်မာစာစတင်ပေါ်ပေါက်လာခဲ့တဲ့ပကံခေတ်ကလေးကကြပြရေးသားမျိုးတွေကိုကြောက်စာတွေမှာတွေ့နေရပြီဖြစ်ပါတယ်။မဖြစ်အိုမင်းတည်ခြင်းกว่าတော့ဂျုံနံချုပ်ရာတာယာစွာတော့ဆိုတဲ့လေးလုံးဆက်ကာယံယူပြီးဖွဲ့တဲ့ဖွဲ့မျိုးတွေဟာကြောက်စာတွေထဲမှာပါနေပါပြီ။မိမိတက်နဲ့တူသောမျက်စိမျက်စံနဲ့တူသောမိမိချစ်စွာသောလင်းဆိုတဲ့အလင်္ကာဖွဲ့မျိုးတွေလည်းတွေ့နေရပါပြီ။ဒါအပြင်သူတီတယောက်စချီတဲ့နန္ဒသူရိယာမတ်ကြီးရေးဖွဲ့ခဲ့တဲ့ဆိုတဲ့လင်္ကာတို့ကလေးစချီတဲ့
ပုပ္ပနတ်တောင်ပွဲလင်ကညကန်သာစားကြည့်တဲ့ညခံပွဲလင်ကတို့ဟာလည်းပကံခေတ်မှာပေါ်ပေါက်လာတယ်လို့ဆိုကြပါတယ်။အငင်းပွားစရာတွေရှိနေပေမဲ့တေချာတာကတော့ပကံခေတ်နောက်ပိုင်းကြောက်စာရီမာကလေးကလေးလုံးဆက်ကိုင်းရန်ယူပြီးဖွဲတဲ့ကြပြရေးသားမျိုးတွေပေါ်ပေါက်ခဲ့ပြီးပင်ရခေတ်အင်ဝါခေတ်တွေမှာကြပြပုံတံပြီးပြီးသားဖြစ်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။မြန်မာပြက်ကလေးရမြန်မာလတလချင်းစီမှာပါဝင်တဲ့ရက်အရေးအတွက်ကိုငငယ်တုန်းကတကူရက်စုံ29ကစုံရက်စုံ30နယုံရက်စုံ29ပါဆိုရက်စုံ30စသဖြင့်ကြက်မှတ်ခဲ့ကြပူတာမို့ရက်စုံနဲ့ရက်စုံဟာတလဲစီသွားတာကိုသိခဲ့ကြမှာပါဒါပေမဲ့ဝါထက်တယ်ဆိုတဲ့စကားကိုလည်းမြန်မာတို့ကြားပူကြပါလိမ့်မယ်အကျဉ်းအားဖြင့်တော့မြန်မာပြက်ကလေးရက်ဟာတစ်နှစ်မှာ354ရက်ပဲရှိတာမို့တကူကစုံစားတဲ့လတွေနဲ့ရေမိုးဆောင်ရာသီတွေမကိုက်တော့ပဲလွယ်လာတဲ့အခါလနဲ့ရာသီကိုပြန်ညှိတဲ့အနေနဲ့တစ်နှစ်မှာ12လအစားတလတိုးပြီး73လလောက်ရတဲ့နှစ်တွေမှာဝါဆိုလဟာနှစ်ခါထပ်ပြီးပထမဝါဆိုဒုတိယဝါဆိုလို့သတ်မှတ်ပါတယ်။အဲ့ဒါဟာဝါထက်တာဖြစ်ပြီးဝါထက်တဲ့နှစ်မျိုးမှာဝါဆိုလ2လကိုရက်30စီသတ်မှတ်ရပါတယ်။တခါလပြည့်နေ့လို့သတ်မှတ်ထားတဲ့ရက်နဲ့အမှန်တကယ်လပြည့်တဲ့နေ့လို့မကိုက်တဲ့အခါနေုံလကိုလည်းရက်30လောက်ရပါတယ်။အဲ့ဒါကိုရက်ငင်လို့ခေါ်ပါတယ်။အဲ့လိုရက်ငင်တဲ့နှစ်မှာကစုံနေုံပထမဝါဆိုဒုတိယဝါဆို4လကိုရက်30စီထားရပြီးဝါကြီးထက်လို့ခေါ်ပါတယ်။ရက်ငင်မဟုတ်တဲ့နှစ်မှာဆိုရင်တော့ဝါဆို2လကပဲရက်30စီထားပြီးဝါငယ်ထက်လို့ခေါ်ပါတယ်။မြန်မာတက္ကရီ1382ခုနှစ်ဟာဝါကြီးထက်တဲ့နှစ်ဖြစ်နေလို့နေုံလမှာရက်30ဖြစ်သွားရတာကိုဒါရကအနေနဲ့ဖော်ပြလိုက်ရပါတယ်ရှင်။မြန်မာတို့အစဉ်ဆက်မှတ်သားထားခဲ့ကြတဲ့ပေလေးမင်းရှင်လေးပါဆိုတဲ့စကားဟာလေးလာမှတ်သားဖို့ကောင်းတဲ့စကားရပ်တစ်ခုရဲ့ပါမြန်မာတက္ကရီ800ပြည့်နှစ်အင်းဝါပြည့်ရှင်မွန်ညင်မင်တရားကြီးလက်ထက်တောင်တွင်ကြီးမြို့မှာတပေါင်းတစ်ခုပေါ်တဲ့အဲ့ဒီတပေါင်းကတော့ဖျား8000ဘေးတောင်ဆောင်၍ကိန်းအောင်ဆန်ရန်ဓမခန်သည်တန်တောင်ဖြိုးမြင့်ဆွင်လေလေအကိုက်လေးပေါ်မြေမပေါ်တော့ရှင်ကျော်လေးဦးခူလိန်လေခူလဲခူလက်တန်ကူလဲကူလက်တန်မြူလဲမြူလက်တန်လိုပဲဖြစ်ပါတယ်တပေါင်းဆိုတာဟာနောက်ဖြစ်လာမယ့်အကြောင်းအရာကိုကြိုပြီးနှမိတ်ဖတ်တဲ့စကားပါအဲ့ဒီစကားအရအကိုက်လေးပေါ်ဆိုတာပေပင်အစုအကိုက်လေးဆိုလို့ဆိုလိုတာပါတယ်အင်းဝခေရပေဆိုတာဟာစာပေကိုဆိုလိုတာဖြစ်တဲ့အတွက်စာပေကျမ်းဂန်တကြွနဲ့ရှင်သာမဏေပုဂ္ဂိုလ်ကျော်လေးပါပေါ်လိမ့်မယ်လို့လက်ပစ်တောင်ဆရာတော်ကအတိတ်နမိတ်ကောက်ခဲ့ပါတယ်တဲ့အဲ့ဒီနှစ်ထဲမှာပဲတောင်တွင်ကြီးမြို့မြောက်ဖက်မြို့လူလင်ရွာရိုးထန်းရွာမကြီးအောင်ရွာတို့မှာပေဆိုကြီးလေးစုအမြည်ကြီးတဲ့ကပေါ်ထွက်လာလို့မြို့သူမြို့သားတွေကပေလေးမင်းရှင်လေးပါပေါ်တော့မယ်ဆိုပြီးဝန်တာအားရဖြစ်ကြပါတယ်တဲ့အဲ့ဒီတပေါင်းနမိတ်အတိုင်းမြန်မာတက္ကရာ815ခုနှစ်ရောက်တော့မြို့လူလင်ရွာမှာရှင်အုပ်ဓမ္မကျော်နဲ့ရှင်မဟာတိလဝင်းသားသူတို့ထန်းရွာမှာရှင်အုံညိုမကြီးအောင်ရွာမှာရှင်ခင်မာဆိုတဲ့ပုဂ္ဂိုလ်လေးပါပေါ်ပေါက်လာခဲ့တာပါပဲအဲ့ဒီပုဂ္ဂိုလ်လေးပါကိုပေလေးပင်ရှင်လေးပါလို့ခေါ်ကြတာဖြစ်ပါတယ်တခုမှတ်သားဖို့ကတော့အဲ့ဒီပေလေးပင်ရှင်လေးပါဆိုတဲ့စကားဟာကုန်းမောင်ခေဦးပိုင်းလောက်ကမှတွေ့ရတဲ့စကားဖြစ်တယ်ဆိုတာပါပဲရှိကစားတွေထဲမှာအဲ့ဒီပုဂ္ဂိုလ်ရဲ့ထုတ်ပတ်တီတွေကိုဖော်ပြကြရမှာပေလေးပင်ရှင်လေးပါအကြောင်းမပါခဲ့ပါဘူးခရစ်နှစ်1912ခုနှစ်မှာဦးအောင်ဆိုတဲ့မြန်မာပညာရှိကြီးရေးသားခဲ့တဲ့ရှင်အုပ်ဓမ္မကျော်နဲ့ခုံတော်မောင်ကြပန်းစကားစစ်ထိုးကန်ဆိုတဲ့ကဝိသေနင်္ဂပြုဟာကျမ်းမှာထင်းထင်းရှားရှားစာတွေ့ကြရတာဖြစ်ပါတယ်တဲ့ရှင်မြန်မာရင်းနာမည်မဲ့ရာမှာအသုံးပြုတဲ့နန်းတင်တင်ချာရကဏ္ဍတွေကိုမှတ်သားတဲ့နည်းလမ်းတစ်ခုရှိပါတယ်ကခကကငါဆိုတနင်္လာနံကဏ္ဍ2စာစာစစညဆိုအင်္ဂါနံကဏ္ဍ3တာထာတဒနာဆိုစနေနံကဏ္ဍ9သို့မဟုတ်3ညပဖပပမဆိုစတာပရိနံကဏ္ဍ9ရာယာလာဝဆိုဗုဒ္ဓနံကဏ္ဍ4တာဟဆိုတောက်ကြနံကဏ္ဍ6အာဥဩဆိုတနင်္ဂနွေနံကဏ္ဍ1ဖြစ်ပါတယ်ဒါဟာငငယ်တုန်းကရွတ်ဆိုခဲ့တဲ့တင်မုံဒီဖတ်စာတွေကလာကြီးကဝေစင်တိုင်းပြောပြတာဖြစ်ပါတယ်အဲ့ဒီမှာလာကြီးကလာနဲ့အတန်တူလို့ဗုဒ္ဓလို့လည်းမှတ်နိုင်ပါတယ်ရှားနေလာကိုရာဟုဆိုပြီးရှစ်ကနန်းဖြစ်လဲမှတ်ကြပါတယ်မြမာရီဟာနာမည်မဲ့တဲ့အခါနေတဲ့နန်းတင်စလုံးတွေနဲ့မှတ်တတ်ကြပါတယ်နေ့နဲ့ကနန်းစင်ကိုပြန်ပြောရရင်တနင်္ဂနွေဟာ1တနင်္လာဟာ2အင်္ဂါဟာ3ဗုဒ္ဓဟူဟာ4သဒ္ဒါပရိဟာ9တောက်ကြဟာ6စနေဟာ9သို့မဟုတ်3ညပဲဖြစ်ပါတယ်။အုတ်အောအော်မီကုန်းမောင်ဒီဆိုတဲ့စကားရမှာအုတ်အောအော်မီဟာနိနန်ရတနင်္ဂနွေဇတာပရိဖြစ်တာမို့နန်တေကနန်းရ1115ဖြစ်ပါတယ်။ဒါကြောင့်မြန်မာတက္ကရာ1115ခုနှစ်မှာကုန်းမောင်မြို့ကိုတည်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။အုတ်ချစ်ကျော်အေးမန္တလေးဆိုတာကလည်းမြန်မာတက္ကရာ1222ခုနှစ်မှာမန္တလေးမြို့ကိုတည်တယ်လို့မှတ်သားထားတာပဲဖြစ်ပါတယ်။အဲ့လိုမှတ်သားထားတာတွေဟာမြန်မာစာမြန်မာစကားထဲမှာအများကြီးရှိပါသေးတယ်။ကမ္ဘာပေါ်မှာတတိယအကြီးဆုံးဖြစ်တဲ့မင်းကုန်းခေါင်းလောင်ကြီးရဲ့ကြီးပိတ်တဲ့ချိန်ကိုလည်းမင်းဖြူမှန်မှန်ပြောလို့မှတ်ပါတယ်။ပိတ်တဲ့ချိန်ပေါင်း9555ရှိတယ်လို့ဆိုလိုတာပါ။
လဲဝင်ရိုးတန်တညံ့ညံ့ပကံဖျားပေါင်းလို့မှတ်သားရမှာရှေ့ကလဲဝင်ရိုးတန်ကိုအဓိကဆိုလိုတယ်လို့ယူဆကြပါတယ်4446စုပါတညံ့ညံ့အထိယူလိုက်ရင်တော့44သိန်းကျော်လို့ယူရမှာမို့တိမ်များနေပါတယ်ပကံမှာဖျားပေါင်းအဲ့ဒီလောက်မရှိနိုင်ဘူးလို့ဆိုကြလို့ပါပဲမြန်မာစာပေတွေကိုလေ့လာကြည့်တဲ့အခါခုနှစ်တက္ကရာကိန်းဂဏန်းတွေကိုအဲ့ဒီနည်းနဲ့မှတ်သားဖော်ပြလေးရှိပါတယ်တခြားသင်္ချာနည်းတွေလည်းရှိသေးတာမို့ဆက်လက်လေ့လာချဖို့လည်းတိုက်တွန်းလိုက်ပါရစေရှင်မြန်မာနိုင်ရဲ့အချိန်နဲ့ဗဟိုစီဆက်ဆက်ပုံကတည်ထားဖို့ကောင်းတဲ့မြန်မာမှုတလေးတစ်ခုဖြစ်ပါတယ်။ရှိကမြန်မာနိုင်သတ်မှတ်ပုံဟာအင်္ဂလိပ်စနေစနစ်လို့24နာရီတရက်မဟုတ်ပါဘူး။နာရီ60တရက်လို့သတ်မှတ်တာဖြစ်ပါတယ်။ဗဟိုဆိုတာပဟာရဆိုတဲ့ပါဠိစကားကိုမြန်မာကမွေးစားပြီးဗဟိုလို့သုံးတာပါ။မြန်မာပြည်တံမှာတော့73နာရီနေညီများတော့ရှင်းမြန်မာချိန်ပိုင်းခြားလို့ဖွင့်ပါတယ်။အဲ့ဒီပိုင်းခြားကိုတည်အောင်တည်ရတဲ့စီကိုဗဟိုစီလို့ခေါ်တာပါ။အဲ့ဒီပဟာရဆိုတဲ့ပါဠိစကားကလည်းတိခတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဗဟိုလို့အတန်ထွက်ပေမဲ့ဗဟိုလို့ရေးရတာဖြစ်ပါတယ်။မြန်မာမင်းတွေလက်ထက်တုန်းကဗဟိုစင်မှာဗဟိုစီကိုချိတ်ဆွဲပြီးနေလေးဗဟိုညလေးဗဟိုတိခတ်ရပါတယ်။ဒီတော့တရက်မှာ10ဗဟိုတိခတ်ရတာပါ။ဇန်နာရီနဲ့မှန်းစားကြည့်ရင်နေလေးဗဟိုကမနက်9နာရီနေ12နာရီမွန်းလွဲ3နာရီညနေ6နာရီလောက်တို့မှတည်ပါတယ်။ညလေးဗဟိုကလည်းည9နာရီည12နာရီမနက်3နာရီမနက်6နာရီတို့လောက်မှတည်ပါတယ်။ဒါဟာနီးစပ်ဆုံးနိုင်ရှင်ကြည့်ထားတဲ့အချိန်တွေပါ။ဗဟိုချင်းကွဲပြားအောင်ကြာတည်တဲ့အချက်ကြီးကိုသတ်မှတ်ထားပါတယ်။နေရောညရောပထမဗဟိုမှာ17ချက်ဒုတိယဗဟိုမှာ22ချက်တတိယဗဟိုမှာ33ချက်စတုတ္ထဗဟိုမှာ44ချက်တည်ရပါတယ်။တရက်မှာနာရီ60ရှိတယ်ဆိုတော့နေနာရီ30ညနာရီ30လို့ဆိုနိုင်နေမယ်။တလားနဲ့တလားနေညနာရီချင်းမတူတာဟာမြန်မာနာရီစနစ်ရဲ့ထူးခြားချက်တစ်ခုပါပဲ။နေနဲ့ညအချိန်အတူရှိခြင်းကလည်းတလားနဲ့တလားကွာခြားပါတယ်။နေတာရှိတယ်လားဆိုရင်တော်တော်နဲ့မမောင်းတယ်လို့ညတာရှိတယ်လားမှလည်းတော်တော်နဲ့မမလဲမအောင်။အဲ့ဒီသဘောအရနေနာရီနဲ့ညနာရီကွဲပြားပါတယ်။ကွဲပြားပုံကိုကုန်းမောင်ခေစာစုဦးရောကအခုလိုတန်ပေါက်ကပြားနဲ့ရေးဆက်ထားပါတယ်။ပတ်တာတန်ရှိဒီတန်မီလက်စီတန်စီ30လောင်းမီတပိုးတီရင်တီနိုင်ပေး12လတီနေဖို့ရှိမြင့်တီအကျွင်းစေတဲ့အဲ့ဒီကပြားမှာပထမတန်ပေါက်မှာပါတဲ့နန်းတင်ကနန်းတွေကိုဖော်ကြည့်လိုက်ရင်ဘတ်ဆိုတာစတာပင်းနန်းဆိုတော့9တာကတောက်ကြနန်းဆိုတော့6အဲ့ဒီလိုပဲတန်ကခွန်ရှီက10ဒီကခွန်တန်က6ညီက9လက်က4ဆယ်က3ကန်က2စာက3ရှိက4ဆိုပြီးအသေးသေးပေါ်လာပါတယ်ဒုတိယတန်ပေါင်းအရအဲ့ဒီကဏ္ဍတွေကို30နဲ့ပေါင်းပြီးတဘိုးဆိုတာက2ဆလောက်ရမယ်ဆိုတော့2နဲ့နှောက်ရပါမယ်တဲ့ရှားတဲ့ကဏ္ဍတွေဟာတကူလာကနေတပေါင်းလာအထိနေနာရီရေအတွက်ကိုအစဉ်တိုင်းဖော်ပြထားတာပါတယ်ဒါကြောင့်တကူလာကပတ်မှု9 30ပေါင်းတော့15နှစ်နဲ့နှောက်တော့30ဖြစ်တာကြောင့်တကူလာမှာနေနာရီ30ဖြစ်ပါတယ်ဒီတော့နာရီ60လေးက30ကိုနှုတ်ရင်ကျန်တဲ့30ဟာညနာရီဖြစ်သွားပါတယ်တကူလာမှာနေနာရီ30ညနာရီ30မို့နေနဲ့ညဟာနာရီချင်းညီပါတယ်ကစုံလာမှာဒါဆိုတော့6 30ပေါင်းရင်16နှစ်နဲ့ညောင်ရင်32မို့ကစုံလာမှာနေနာရီ32ညနာရီ28ပါနေ့ကညထက်ပိုရှိတာကိုတွေ့ရပါတယ်အဲ့ဒီလိုအစဉ်တိုင်းနေညနာရီတွေကိုဖော်ပြရမယ်ဆိုရင်နေုံလာက34 26ဝါဆိုလာက36 24မို့ဝါဆိုလာမှာနေတာအရှိဆုံးဖြစ်ပါတယ်။ဝါကောင်က34 26တော်တလင်းက32 28တရင်ကျုပ်က30 30တစောင်းမုန်းက28 32နတော်က26 34ပြာသူက24 36မို့ပြာသူလဟာညာတာအရှိဆုံးဖြစ်ပါတယ်။တပိုရဲက26 34တပေါင်းက28 32ဆိုပြီးနေနာရီညနာရီကွဲပြားတာကိုတွေ့နိုင်ပါတယ်။ဒီတော့ဗဟိုစီတီယာမှာလည်းတပဟိုနဲ့တပဟိုကွာဝေးခြင်းမတူနိုင်တော့ပါဘူး။နေ့နာရီနဲ့ညနာရီ36နာရီရှိတဲ့လာတွေမှာဗဟိုတန်တစ်ခုနဲ့တစ်ခုကြား9နာရီကွာခြားပြီး24နာရီပဲရှိတဲ့လာမှာတော့ဗဟိုတန်တစ်ခုနဲ့တစ်ခုကြား6နာရီပဲကွာခြားပါတော့တယ်။ဗဟိုစီတီပုံကတော့ချိတ်ဆွဲထားတဲ့ခေါင်းလောင်းတဲ့စီကိုရှေ့နောက်တီးရတာပါ။ခေါင်းလောင်းကိုတီးရင်နောင်လို့အတန်ထွက်ပြီးစီကိုတီးရင်တော့မဥသားတုံးနဲ့တီးရတာမို့ဒိုင်းလို့အတန်ထွက်ပါတယ်။အဲ့ဒီလိုနောင်တိုင်းနဲ့အချက်ရည်ပြအောင်ရှေ့နောက်တီးပြီးနောက်ဆုံးအချက်မှာခေါင်းလောင်းတဲ့စီကိုတစ်ပြိုင်တည်းတီးရပါတယ်။ရှေ့ပြားတွေထဲမှာဗဟိုစီတန်ကိုနောင်တိုင်းဆိုရဲလို့စာခွဲလေးရှိကြပါတယ်။
ဒါဟာဒီကနေ့ခေတ်မြန်မာလူငယ်တွေအတိအကျနဲ့နေပြီဖြစ်တဲ့မြန်မာနိုင်ငံစနစ်နဲ့ဗဟိုစီတီးတဲ့ဓလေ့ကိုဖော်ထုတ်တင်ပြလိုက်တာပဲဖြစ်ပါတယ်ရှင်ဒီကနေ့ပြန်တန်းထားတဲ့နိုင်ငံတော်သချင်းဟာကိုလိုနီခေတ်မှာစတင်ပေါ်ပေါက်လာတဲ့ဒုဗမာသချင်းကိုအခြေခံပြီးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်ဒုဗမာစီယုံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်ဟုန်မြင့်မားနေချိန်မှာ YMB ဆရာတင်းကရှိဖွဲ့ခဲ့တာပါဒုဗမာသချင်းဟာကိုလိုနီခေတ်ကလူငယ်တွေကိုလွတ်လပ်ရေးအတွက်ကြိုးပမ်းလို့စိတ်ထက်သန်လာအောင်လှုံ့ဆော်ပေးနိုင်တဲ့သချင်းဖြစ်လို့သမိုင်းဝင်သချင်းတစ်ပုဒ်လို့ဆိုရမှာပါဝေလန်တပင်တွေခန်းသားတွေမှာလူငယ်တွေတက်တက်ကြွကြွတီးဆိုကြတဲ့သချင်းလည်းဖြစ်ပါတယ်1995ခုနှစ်အမျိုးသားဇက်ပိုးစုနဲ့စော်လင်းအကယ်ဒမီရခဲ့တဲ့တိုက်ပွဲခေါ်တန်ရုပ်ရှင်ကမှာအဲ့ဒီသချင်းကိုတက်တက်ကြွကြွတီးဆိုနေကြပုံပါပါတယ်အဲ့ဒီသချင်းကိုရေးခဲ့တဲ့ YMB ဆရာတင်ဟာဗုဒ္ဓဘာသာလူငယ်များအင်္ဂလိပ်အလို့ပညာသင်ကြားကျောင်းလို့ခေါ်တဲ့ YMB အလို့ပညာသင်ကျောင်းကိုတည်ထောင်ခဲ့လို့ YMB ဆရာတင်လို့ခေါ်တာပါဒုမာစီယုံတင်ဝင်တဲ့အခါ YMB သခင်တင်လို့ထင်ရှားပါတယ်လွတ်လပ်ရေးရကနေနိုင်ငံတော်သချင်းကိုရေးဆက်ဖို့စဉ်းစားရမှာစင်လာကြီးမားတဲ့ဒုဗမာသချင်းကိုပဲအခြေခံပြီးရေးဆက်ဖို့ဆုံးဖြတ်ခဲ့ကြပြီးတိုင်းပြည်ပြည်လွှတ်တော်တတိယညီလာခံက1948ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာတည်ပြုခဲ့ပါတယ်နိုင်ငံတော်သချင်းဖြည့်ရေးပွဲရမှာဒုဗမာသချင်းကစကလုံးတချို့ကိုပြုပြင်ပြောင်းလဲပြီးတီးတွားကိုတော့မူလာဒေသအတိုင်းသတ်မှတ်ခဲ့ပါတယ်လန်စင်ပါတီခေတုန်းကလည်းနိုင်ငံတော်သချင်းအစ်စ်မပြောင်းပဲဆက်ပြီးကျင့်သုံးခဲ့တယ်လို့ဒီကနေ့ခေဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းဒီသချင်းကိုပဲဆက်လက်ပြဋ္ဌာန်းထားဆဲဖြစ်ပါတယ်ရှင်